တနင်္လာရီမြို့နယ်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကိုဒီကနေ့နိုဝင်ဘာလ14ရက်မနက်ပိုင်းမှာ KNU PDF မဟာမိတ်ပူးပေါင်းတပ်တွေအလုံးစုံတိုက်ပိုက်ရရှိခဲ့တယ်လို့တော်လှန်ရေးတပ်တွေထံကနေသိရပါဗျ။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်ပြီး၄ရက်အကြာနိုဝင်ဘာလ14ရက်မှာအလုံးစုံတိုက်ခိုက်တိုက်ပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ 14ရက်17လပိုင်းအဲ့ဒီမနေ့တနင်္လာရီမှာစကားစားရအကုန်လုံးထွက်ပြေးရပါတော့ခုတော့အလုံးစုံတော့အဲ့ဒီထိန်းချုပ်လို့ရပြီစကားစားစစ်သားတွေကျွန်တော်တို့ဖမ်းမိတာတော့လောလောဆယ်31ယောက်မောတောင်မြို့ကိုစစ်ကောင်စီပူးပေါင်းတပ်100ကျော်တပ်ဆွဲထားပြီးတော့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က60ကျော်လက်နက်နဲ့အတူထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်။ဒါအပြင်စစ်တပ်တွေလက်နက်ကြီးစိန်ပြောင်းတွေလက်နက်ကြီးကြီးစံတွေနဲ့မိုင်းတွေအပြင်စစ်တုံးပစ္စည်းအများပြားကိုတော်လှန်ရေးတပ်တွေဘက်ကတိမ်းမိခဲ့တယ်လို့သိရပါတယ်။စစ်တပ်အလုံးစုံထိန်းချုပ်ထားတဲ့မောတောင်မြို့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာစစ်တပ်ကလက်နက်ကြီးအပါအဝင်လေကြောင်းကနေအဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်ဒေသခံထောင်ကြီးကလည်းနေဆက်တွေအပါအဝင်ဘေးလွတ်ရာကိုတင်းရှောင်နေရပြီးတော့စစ်ဆောင်တွေနေရအမြန်ဆုံးပြန်လာဖို့ကိုလည်းစီစဉ်နေတယ်လို့သိရပါတယ်။မောင်နှမမျိုးတိုက်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ကြင်ရတော့တိကျအများကြီးကြာခဲ့တယ်ကျွန်တော်တို့တိကျချာပြင်ဆင်မှုတွေပြုလုပ်ပြီးတော့ကျွန်တော်တက်ခတ်ခဲ့တာဖြစ်ပါတယ်။ရန်သူကရွေးကောက်ပွဲလုပ်ဖို့အတွက်များစွာအာရုံစိုက်နေပြီးတော့ကျွန်တော်တို့အတင်းအဓမ္မစုဆောင်းထားတဲ့စစ်သားတွေနဲ့ပြည်သူတွေကိုတင်းအဓမ္မစစ်သားအဖြစ်ပုံစံပြောင်းပြီးတော့ကျွန်တော်တို့နေမီများစွာကိုကျွန်တော်တို့ထိုးစစ်တွေဆင်းနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကထိုးစစ်ပြန်လဲဆင်းပြီးတော့မြို့တစ်မြို့ကိုတင်ပိုက်နိုင်တာကတော့ကြီးမားတဲ့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအတွက်အောင်မြင်မှုတစ်ခုပဲဖြစ်တယ်။တနင်္လာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ကုံတွေရေးမှာရေးပါတဲ့မောတောင်မြို့ကို KNU KNNA ဥဆောင်မှုနဲ့အတူဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် PPNA Force for Federal Democracy FFD PDF မဟာမိတ်ပူးပေါင်းတပ်တွေကပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်